အိမ်နဲ့ဝင်ကြလေ လာရအောင်လာဒီလိုလာအောင်ဟုတ်လားဒါဦးလေးရောလာလိုက်အောင်ဒါကလေးရောဒါပြပြောင်းလားလာဒီအောင်လို့လာပြောင်းလားဟောမတဲ့ဒီမှာခါရောက်နေမိုက်မှာခါထဲမှာမတဲ့ကြားပဲဒီကြတာဘယ်လိုပါတယ်မသိဘူးကွာခမိုင်းကြည့်ပါဦးဒီနာပဲဒီပါတော့ဒါပဲဒီကြီးပဲဝိတပိုက်ကြီးတော့ဆက်လာများပါကျေတော့ဦးမအဲ့တော့ကောင်းပြောပြပါဦးကျေမဟုတ်တယ်40လာနဲ့စီပါ40တဲ့သူတွေဒါစားတဲ့နဲ့နေတာတဲ့အဲ့ဒါတင်ပါလေဟောရာပြောတာပါဒီပြီးတော့ဒီတော့ဘယ်လိုလဲအဲ့ဒါကြောင့်ငါ့ကိုပုံနေနေတာဒီနဲ့ကောနေဟာအမလိုင်းမတက်နဲ့နေရတယ်လို့ကိုအောင်တော့ဘောတယ်တမီသားကတော့မယ်စားဖို့မုန်းချင်းရောမယ်တက်တိုက်ပြီးအော်မကြည့်ဘူးအမကြီးကတတိကျဆိုတော့ဗီဒီယိုကောလည်းရိုက်ပြုံတော့ပြင်ကထိုင်တာတိုင်းမှာဟိုကတသားလေးဒီနေ့အတွက်လည်းတတိကျဒါကဘယ်သူလာနေကြလားဒီကောင်လာနေကြက်နေနေလေအဲ့ဒါမိုင်းသိခွေရပြီလေဒီကြောဟိုဘာမလားဒီမှာဒီလိုကတော့ဒီလိုအောင်ကြောင်မောင်လေးတဲ့မှာနင်းကျမဟုတ်ဘူးတဲ့ဒီလေးပေါ်တော့ဒီလိုကြောက်နင်းကျိုးတဲ့ဒီတဲ့ရောက်နင်းတဲ့နင်းကျမဟုတ်ဘူးငယ်ငယ်ရေးကျေးဇူးတင်တယ်ပြောနေငယ်ငယ်ရေးကျေးဇူးတင်တယ်နော်လို့တာနင်းရောရှိလားဟိုတာနင်းကအဲ့ရှိတယ်ဝက်အိမ်မှာဟုတ်တယ်တို့အဲ့မချောင်းမထားဘောမမအိမ်နိုင်လို့ခလေးဒီလိုကြောက်ရတာဒီလိုလည်းဒီအားကြီးရောမတက်ကကြောင့်ဒီနာပန်းစီးနေကတော့ကြီးနေနဲ့အမစာလေးရောပါတီရပြပြနေတော့ရုပ်ရှင်စရာကောင်းတဲ့တရင်ကျုပ်လေးဖြစ်ပါစေတော့မမကြီးတဲ့တရင်ကျုပ်ခေါ်ရတဲ့ဆောင်အနေနဲ့အမတ်တရားအဖြစ်လက်ဆောင်ပန်းစီလေးနဲ့ကတော့ကြီးလေးပုတ်ပေးလိုက်ပါရင်တော့မမကြီးအောက်မှာအစားစားရရတဲ့ဗကြီးဆိုင်ပါတော့ဒီဝင်းကြီးနဲ့အေးတဲ့တတိယနေပါတယ်တဲ့မမတို့အပေါ်မှာကာယကံဝစီကံနောကံကံသုံးပါးတဘာပါဖြင့်ပြင်မာမီးကြီးရရှင်းတယ်ခုလုပ်ပေးပါနော်တဲ့ဒီနေ့တရင်ကျုပ်မှာတော့အဝေးကနေပဲကြောလိုက်ပါရင်တော့မမကြီးတဲ့အရန်လဲနွမ်းနေတဲ့အများကြီးတဲ့ပူပူပြီးဖြစ်ပါရင်တော့မမကြီးတဲ့ရုပ်ရှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုထာဝရပိုင်ဆိုင်ကောင်းနိုင်ပါပြီနော်တဲ့ရုပ်ရှင်စရာမိသားစုဘဝလေးထာဝရပိုင်ဆိုင်ပါလိမ့်ရှင်းတယ်ကျမကြီးတဲ့လေးစိတ်ပါပြီးတော့အဝေးမှာရောက်နေတဲ့ဂျပန်မှာရောက်နေဒီမှာပြန်ဒီမှာမမကြီးတော့ပါတော့မမလည်းအဲ့ဒါဒီမှာရောဖတ်ချက်ပုံမှန်လာဘူးကြာဒီမှာတည်းအငယ်ဆုံးဘာလို့ပြောကြည့်ကျေးဇူးတင်တယ်လို့အားရရဲ့အဆင်ပြေပါစေလို့ဒီမှာလေးအဝေးမှာရကောင်းနေလိုက်ရပါဆရာတမကောင်းနေလည်းတွေ့ပါစေလို့သူကပြောရဲအိမ်နဲ့လည်းဝီးနေရတယ်တနေ့ကျော်နဲ့ဒီနေ့ရောက်ပြီတဲ့ဒီနေ့တက်ကလည်းဗန်းနဲ့ဆင်ရောတော့ကျေးဇူးတင်တယ်လို့ဒီလေးစားရရအဆင်ပြေပါစေလို့ကောင်းတယ်တွေ့ပါဆရာတမကောင်းနေလည်းတွေ့ပါစေမတက်ရှိကြတောင်းနေကြပြီးပါလိမ့်တယ်မှာဒီနေ့တော့ပြည့်ပါတော့ခင်ဗျာရပါဟုတ်လားအမဒီကနေပေါ့ပြောလိုက်တယ်နော်ငတ်တိုက်ပြီးပြီးရောတဲ့ဥပအောင်ရပါဆိုပြီးတော့ဟုတ်တယ်ပြီးတယ်နိုင်မိုင်းမာထားကြပြီအဲ့လိုဒီလေးကျုံတယ်တော့စံနိုင်တော့ဟိုလိုင်းကောက်အောင်ရောတဲ့ညဖုံးဝင်လာလေတန်ကုန်ကတက်ငယ်ချာပေါ့ဒီကောင်စင်ငါခဏလိုင်းတက်နေဘာလို့စင်နိုင်တို့ပေါ်ခိုင်းနိုင်ခဏလည်းတွေ့ရရဲ့အသားနဲ့ဆိုခေါနာဆက်တော့ခဏပြန်ဝင်ဘယ်ခဏပြန်ဝင်လာတော့မအားဘူးလို့တရားလို့အပြင်တော့ဆိုးလို့တဲ့အပြင်တော့ဆိုးလို့တဲ့ဒါလေးပေါ့နော်ဒါနေရဒီရောက်ပဲဒီကတူလာမီမီအပြင်ပြောချင်တယ်တီလေးကိုရွေးချင်တယ်ပြောတာဒီစုပေးလာဦးသားစုပေးလာရင်းငယ်စုပေးလာစုပေးလာဒီနေ့လုံးနေပြပါပေးလာသူနဲ့ပြပါမို့ရင်းငယ်လေးစုပေးလိုက်လေဒီတော့ဒီလေးဘာလဲပြောချင်တယ်တီလေးကိုဘာမှချင်တယ်ကြတာအများကြီးဆက်ပါရဲ့အမတော့နောက်ခါလဲမိမိကိုဒီထက်မကမှုမိုးတွေအများကြီးပေးနိုင်ပါစေလို့ပြောမှာပြောလေတမီးဒီလေးနေကောင်းပါသေးလို့အဖေအမေပါဒီဟုတ်ကဲ့ဒီတော့ပါဒီဒါလေးကတော့မအေးခိုင်ရတော့ဒါလေးရောပဲဒါလေးခိုင်တယ်ဒါလေးအမဒီတမလေးဓာတ်ပုံရအောင်ကြိုက်လိုက်ဦးပါဓာတ်ပုံရဒီမှာရေးလိုက်မယ်ဒီနော်တိုက်ပြီနော်ကျဲပါဒီလားဓာတ်ပုံရေးလိုက်